မင်္ဂလာပါရှင်ဘဘူးတွေကအများကြီးရှိပါတယ်အမလည်းမတင်ပေးဖြစ်တာပေါ့နော်ဘဘူးတွေအများကြီးရှိတယ်တင်ပေးပါမယ်နော်အခုတစ်ခုချင်းစီလည်းပြပြီးတော့တင်ပေးမယ်ဒါတွေဆိုရင်ဒီတပန်းလုံးဆိုရင်ငကားတွေကြီးပဲပေါ့နော်ငကားတွေကြီးပဲအိတ်နေတဲ့ငကားတွေကိုနှုတ်လိုက်ပြီဒါတွေကငကားတပန်းလုံးနော်ဒါတွေလည်းတင်ပေးမယ်ဒီအောက်ကဒီဘဘူးတွေလည်းတင်ပေးမယ်နောက်ထပ်ဘဘူးတွေလည်းတကယ်တော့ရှိသေးတယ်အခုတော့ဒီနှစ်ပန်းတွေကဘဘူးတွေကိုအမတစ်ခုချင်းစီဈေးနှုန်းနဲ့တေချာလေးပြပေးပါမယ်နော်ဗီဒီယိုဖိုင်ကရှေ့မှာဖြစ်တဲ့အတွက်ဗီဒီယိုဖိုင်ဖြတ်ပြီးတော့တင်ပေးမယ်နော်3မိနစ်တစ်ဖိုင်စီတင်ပေးပါမယ်အရင်ဆုံးဒီတွေကဘဘူးသေးလေးတွေကိုမှပြပေးပါမယ်နော်ဒါလေးကကြတော့သူကအိမ်မြောင်နဲ့တူတယ်အိမ်မြောင်လားအိမ်မြောင်လို့ထင်တာပဲသူကလေဒါကဒီလိုငွေပြားလေးတွေပဲနဲ့ပေါ့နော်ငွေပြားလေးတွေနဲ့ပါခုတ်မှာနော်ဒါလေးကကြတော့9000ကျပ်ပါဒီကပါတဲ့ငွေပြားတွေနဲ့တော့တန်နေပြီနော်သူကဒီလိုမျိုးလေးဆွဲလို့ရပါဒီကနေဆွဲလဲရတယ်ဒီကနေဆွဲလဲရတယ်ဒီမှာအပေါက်ပါတယ်နော်ဆွဲကြိုးအနေနဲ့ဆွဲလို့ရပါတယ်တကယ်တော့ဒီလိုမျိုးလေးတွေဆွဲရမှာပေါ့နော်ဆွဲကြိုးကအနက်ကျိုးအနက်အဖြူအနီအဲ့လိုမျိုးလေးနဲ့အမတို့တည်ပေးပါမယ်လို့ကျန်တဲ့ကျိုးနဲ့တည်ထားပြီးသားဆိုရင်လေဒီလိုမျိုးအနီကိုတည်ထားတယ်ဆိုရင်အမတို့ကျိုးအနက်ပြောင်းခိုင်းတယ်အနက်ဆိုရင်အနီပြောင်းခိုင်းတယ်အဲ့တော့အမတို့ကတည်မထားပေးတာကိုလိုချင်တဲ့စိတ်ကြိုက်ကျိုးလေးနဲ့တည်လို့ရအောင်တည်ပေးပါမယ်နော်ဒါလေးက9000ကျပ်ပါဒါလေးက9000ကျပ်ဒါကအပေါက်မပါဘူးဒါလေးကကြတော့ငရက်နော်ဒါလေးကငရက်ပါသူကကြောက်သားလေးလှတယ်နော်ကြောက်စီလေးလှပါတယ်ပေါ့ပါတအားမလေးဘူးပေါ့နော်ဒါလေးတွေကြတော့တအားကြီးလည်းမထူဘူးကျိုးသွားမှာပါဆိုတော့လည်းစိုးရင်ရတဲ့အပါမျိုးလည်းမဟုတ်ပါဘူးနော်ကြောက်သားကတော့ကြောက်စိမ့်ဖြစ်တဲ့အတွက်ကြောက်သားကမာတယ်လေဒီလိုကြီးပါနော်ဒါလေးက9000ဒါလေးက9000ကျပ်ပါနော်ဟိုဘက်ကဒီဘက်ကနှစ်ဖက်စလုံးထွင်ပေးထားပါတယ်ငရက်ပါနော်ဒါလေးက9000ငါးလေးတွေပြပေးမယ်ကွာအရင်ဆုံးဒါလေးကကြတော့ငါးလေးကိုပေါ့ပါလေးပေါ့နော်သူကကြတော့ဒီလိုအပါလေးနော်ပါတယ်နော်ဒီမှာပါလေးကြီးလှလေးပေါ့နော်ဒါလေးက3000ကျပ်ပါအပေါက်ပါပြီးသားပါနော်အမတို့ကြိုးတက်ပေးပါမယ်ဒီလိုပိုကြိုးတစ်ခါလေးတက်ပေးပါမယ်နော်အနီကြိုးနဲ့တက်မယ်အနက်ကြိုးနဲ့တက်မယ်ဆိုတာမျိုးလေးပြောပြရင်ရပါတယ်ဒါလေးကကြတော့လင်းယုံနော်လင်းယုံယောက်ျားလေးတွေများတော့အဖြစ်ဆွဲရတယ်ကြောက်သားလေးတက်တော့လာတယ်နော်ဒီမှာကြီးလှလေးနှစ်ဖက်စလုံးကိုနှစ်ဖက်ပါအောင်တစ်ဖက်ပဲနောက်ကတော့ပြောင်းနော်ဒီဘက်မှာပဲအဓိကပါပါတယ်ဒါလေးက9000ပါနောက်ဗီဒီယိုမှာဆက်ပြပေးမယ်နော်ဆက်ပြပေးသွားမယ်နော်ပပူလေးလေးကိုဒါလေးကကြတော့9000ကျပ်ပါသူကဇာမနီနော်ဇာမနီပုံစံလေးပါဒါလေးတွေကြတော့လေပိုးကျိုးနဲ့ဆွဲလို့လည်းလှတယ်တကယ်လို့ကိုကဖန်စီကျိုးပေါ့နော်ရွှေကျိုးငွေကျိုးပုံစံမျိုးလေးနဲ့အဲ့လိုလေးနဲ့ဆွဲလို့လည်းရပါတယ်ရွှေနဲ့ဆွဲကျင်လည်းဆွဲလို့ရတယ်သူ့ရဲ့ weight ကတအားကြီးတော့မလေးဘူးပေါ့နော်ပါလေးတွေဆိုတော့လေဒါကကြတော့သူကကြာရွက်ကလေးပါနော်ကြာရွက်ကလေးကိုမှဒီမှာငါးလေးပါသေးတယ်ဒီမှာငါးပါသေးတယ်နော်ကြာရွက်ကလေးကိုမှဒါလေးကကြတော့3000ကျပ်ပါ3000ကျပ်ပါနော်တခုကဒါလေးကကြတော့ငှက်ကလေးဒီငှက်ကလေးကကြတော့ဒီမှာအမီးတော့ရှိတယ်ကွာဒါကဇာမနီလားမသိဘူးเนาะအမီတော့ရှိတယ်ငှက်ကလေးပါเนาะဒါလေးကတော့9000ကျပ်ပါနောက်ထပ်ငါးကလေးတွေကဒီမှာဒီငါးလေးရှိမယ်ဒီငါးလေးကကြတော့ဒီငါးလေးကလည်း9000ကျပ်ပါပဲเนาะဒီမှာဒါလေးကကြတော့ဒီမှာလေးဒါဥလေးတွေလားရတနာလားမသိဘူးဒီအဲ့လိုမျိုးလေးတွေပါသေးတယ် lucky fit ဆိုတော့လေဒါလေးက9000ကျပ်ပါเนาะသူကဒီမှာအပေါက်ပါတာဒီလိုဆွဲရမှာတခုဒီငါကျတော့9000ကျပ်ပါဒါလေးကလည်းငါလေးเนาะဘိုက်ကိုဖောင်းကားနေရပဲဒီငါလေးကဒါလေးကကျတော့ lucky fit ကလေးပါ9000ကျပ်ပါเนาะဒီလိုလေးဆွဲရမှာပါသူကကျတော့ထူထူလေးပေါ့เนาะဒါကအကြီးလည်းမဟုတ်ဒါကအသေးလည်းမဟုတ်ဒီတစ်ခုကကျတော့စင်ပါเนาะစင်ကကျတော့အဆောင်အနေနဲ့ဆောင်ဟိုဒီမြန်မာပုံစံမျိုးပေါ့เนาะအဲ့လိုပုံစံမျိုးပါ
အဆောင်အနေနဲ့ဆောင်ကျင်လို့ဗုဒ္ဓဦးဆင်ရှိလားအဲ့လိုဆွဲကျင်လို့ဆိုတော့ဆင်မျိုးလေးတွေအတွက်အမှားဒါလေးတွေကလုတ်ပေးထားတာပါနော်ဒါလေးကလည်း9000ကျပ်ပါဒီဆင်လေးကတော့9000ကျပ်ပါနော်ဒီဆင်က9000ကျပ်ဒီအာကကြတော့ဒီချင်းသေးကကြတော့9000ကျပ်ပုံစံချင်းကဆင်ပေမဲ့လေဒီဟာလေးရဲ့ကြောက်သားလေးပို့ကောင်းတယ်ဒီမှာသူလားချွမ်းငွေလေးတန်းတယ်နော်ကြောက်သားလေးလည်းပို့ကောင်းတယ်ဒါလေးကတော့ကြတော့ချင်းသေးပါဒီချင်းသေးကကြတော့9000ကျပ်ဒီဆင်ကကြတော့9000ကျပ်ပါเนาะချင်းသေးနဲ့ဆင်နဲ့ပါကွာလဲဆိုတော့ဆင်မာကဒီမှာအကောင်ပူကြီးပြင်မယ်အကောင်ပူကြီးတဲ့ပို့ထူးတယ်ဆိုပေမဲ့ကြောက်သားမှာကြတော့ဒီကောင်ကပိုကောင်းတဲ့အတွက်ဒီကောင်က9000ဒီကောင်က9000ဖြစ်သွားတာပါเนาะဒါက9000ဒါကကြတော့ယုံယုံမဟုတ်ဒါလေးကပူနေရွက်တူတယ်ဒီကောင်ကဒါလေးကပူပါเนาะဒါလေးကပူပါဒါလေးကကြတော့လဲ9000ကျပ်ပါเนาะဒါလေးတွေမှာယူခြင်းနေဆိုရင်เนาะ Viber နံပါတ်6952369ဆက်သွယ်မှာယူပေးပါရှင်ဟုတ်ဒါလေးကကြတော့မုံညင်းတုပ်ကလေးပါเนาะဒီပပူလေးတွေမှာဒါလေးကကြတော့မုံညင်းတုပ်ကလေးပါမုံညင်းတုပ်ကလေးကကြတော့သူတို့ကဆိုတာပေါ့เนาะမုံညင်းတုပ်ရဲ့အယူအစားပေါ့เนาะအစားတော့ပေါ်ကျွဲ့ဝါးတယ်ဆိုတော့အယူစားနဲ့ပြီးတော့ဒီစိုက်ပျိုးရေးလုပ်တဲ့သူတွေအနေနဲ့လဲဆောင်ကြတယ်ပေါ့เนาะအဲ့လိုမျိုးလေးပါကြောက်စိမ်းမုံညင်းတုပ်ကလေးပါเนาะဒါလေးကတော့9000ကျပ်ပါเนาะပပူလက်ရကားလေးပဲရှိပါတယ်ပပူလက်ရကားလေးပဲရှိရယ်เนาะ9000ကျပ်ကနောက်တစ်ခုကကြတော့ဒါလေးကကြတော့ကြွက်ကလေးဒါလေးကကြွက်ကကြတော့ဒါကကြတော့ဒီလိုလက်ပတ်လုပ်တဲ့ဟာပါเนาะဒီကြွက်ကကြတော့6000ကျပ်ပါเนาะဒီဟာလေးက6000ကျပ်အဲ့တော့ဒီလိုမျိုးလက်ပတ်နဲ့တွဲရမှာ तू က10လက်ပတ်နဲ့တွဲမယ်ဆိုရင်3000ကျပ်တန်ပေါ့ဥမာပေါ့เนาะဒီလိုမျိုး10လက်ပတ်နဲ့တွဲမယ်ဆိုရင်10လက်ပတ်က3000ကျပ်တန်နဲ့တွဲမယ်ဆိုရင်တစေးနော်ဒီလိုတစေးဒီလိုအသိနဲ့တွဲမယ်ဆိုရင်တစေးပေါ့เนาะဒါလေးကတော့ကြွက်ကလေးပါเนาะနောက်တစ်ခုကကြတော့ဒီဟာလေးဒါလေးကကြတော့ဓာကိုမှနဂါပတ်နေတဲ့ပုံယောက်ျားလေးတွေဆိုရင်တော်တော်လေးကြိုက်ကြတယ်ဆွဲလို့လည်းလှတယ်ဘာလို့လဲဆိုတော့ तू ကဒီလိုရှည်လေးဆိုတော့လေနော်ဒီမှာအပေါက်ပါတာပါဒီကနေပြီးတော့ဆွဲရမှာပါကျိုးကအမတို့တစ်ခါတည်းတက်ပေးမှာပါကိုလိုချင်တဲ့ကျိုးအနီအနက်နဲ့တစ်ခါတည်းတက်ပေးမယ်ကြောက်သားလေးလည်းလှတယ်နော်ကြောက်သားလေးလည်းလှတဲ့အပြင်ကို तू ကဒီနားမှာကျတော့ပဲစိမ်းကွက်ကလေးတွေပါတဲ့ခါကျတော့လေဒီဓာကဒီမှာဖြောင်းပေါ့နော်သွားနေတဲ့အချိန်မှာဒီမှာနဂါးကဒီမှာပတ်ထားတဲ့အချိန်မှာဒီကပဲစိမ်းလေးနဲ့ဆိုတော့တော်တော်လေးကိုလှတယ်နော်အကုန်လုံးတစ်ကောင်လုံးပါပါတယ်နော်ဒီနောက်ဆုံးနဂါးအမီးထိပါတယ်ဒါအမီးမှာအမဟိုကလောက်ထားတာနော်ဒီမှာအမီးထိပါတယ်နော်နဂါးပါနော်ဒါမွေမဟုတ်ဘူးဘာလို့လဲဆိုတော့ဒီမှာခေါင်းမှာမွေခေါင်းမဟုတ်ဘူးနော်ဒါလေးကကြတော့32000ကျပ်ပါကြောက်သားလေးလည်းတော်တော်လှတယ်နော်ဒါလေးက32000ကျပ်ပါနောက်တစ်ခုကကြတော့အဲ့လိုမျိုးလေးပဲမွေဒါကကြတော့သေးလေးဟိုမှာကြောက်စီကြောက်သားလေးလှတယ်ကြောက်စီလေးတော်တော်လှတယ်နော်သူကကြတော့ဒီလိုမွေလေးကိုတိုင်မှာပတ်ထားတဲ့ပုံစံလေးပေါ့နော်ဒါလေးကကြတော့သေးတယ်ဒီထက်နည်းနည်းတော့သေးတယ်နော်ဒါလေးကကြတော့300ကျပ်ပါနော်ဒါလေးက300ကျပ်ပါကျိုးတစ်ခါတည်းတက်ပေးပါမယ်နော်အမတို့ဒါလေးတွေကကြတော့ကျိုးကမတက်ထားတာကကျိုးလိုချင်တဲ့ကျိုးလေးတွေအနီးတက်ထားတယ်အနက်တက်ထားတယ်အဲ့လိုဖြစ်မှာဆိုလို့ပါเนาะလူကျင်တဲ့ဂျိုးလေးတွေကိုတစ်ခါလေးတက်ပေးမှာပါဒါကကြတော့ရှုခင်းပပူပါရှုခင်းပပူကကြတော့လုပ်ငန်းအစ်လုပ်တဲ့လူတွေတို့တခြားနေရာကိုသွားပြီးတော့ပေါ့เนาะလုပ်တဲ့သူတွေတို့လည်းလက်ဆောင်ပေးတယ်ကိုရိုင်းလည်းအခုမှဆုံးတူထင်မယ်ဖြစ်စီးပွားရေးစလုပ်မယ်ဆိုရင်ဒီလိုမျိုးပပူကြတော့ရှုခင်းပပူကိုဆောင်ကြပါတယ်ဒါကကြတော့တောတိုင်မျိုးပိုင်ဆိုးတယ်ရေပါတယ်တောင်ပါတယ်မြေပါတယ်ဒီမှာတစ်ပင်ပါတယ်ပုံချောင်းပါတယ်ပေါ့နော်ပြီးတော့ဒီမှာရေပါတယ်အဲ့လိုမျိုးပိုင်ဆိုးတယ်ဆိုတဲ့အတိတ်ပဲရဒါလေးတွေကိုဆောင်ကြပါတယ်ဒါလေးကကြတော့9000ကျပ်ပါဒါကတော့ကြောက်စိမ်းပပူလေးတွေကိုဆက်ပြီးတော့ပြပေးပါမယ်နော်ဒါကကြတော့ခုံရယ်ဒီလိုစိမ်းလေးရယ်ကိုတွဲထားတဲ့ခါကျခုံကြလူလို့လည်းခေါ်ပါတယ်နော်ဒါကကြတော့ရှုခင်းပုံစံပေါ့နော်ရှုခင်းပုံဒီမှာကြောင်ပုံချောင်းပါတယ်ဒီမှာတစ်ပင်လေးတွေပါတယ်အဲ့လိုလေးပေါ့နော်ကာလာဆန်းဆန်းလေးနဲ့ကြောင်စိမ်းကိုနည်းနည်းအယောင်ဆန်းဆန်းလေးပေါ့နော်အဲ့လိုလေးဆွဲခြင်းနေဆိုရင်ဒါလေးကအဆင်ပြေပါတယ်ပြီးတော့ဒါကတအားလည်းအကြီးမဟုတ်ဘူးဆွဲထားတဲ့ခါကျ level မှာရှည်လေးနဲ့ပေါ့နော်ယောက်ျားလေးတွေအနေနဲ့တော့ပို့ပြီးတော့တင့်တော်တယ်ဒါလေးကကြတော့လေဒါလေးကကြတော့4000ကျပ်ပါဘဘူးလက်ခဘိုးလေးပဲရှိပါတယ်နော်4000ကျပ်ပါအလောက်ကင်စီးပွားရေးစပြီးတော့လုပ်နေတဲ့သူတွေပြောเนาะကိုပိုင်စီးပွားရေးတွေလုပ်နေတဲ့သူတွေမျိုးဆိုရင်ဒါလေးတွေကစောင့်ထားတတ်ပါတယ်စောင့်တဲ့ပပူပုံစံလေးတွေပါเนาะဒါလေးကတော့4000ကျပ်ပါနောက်တစ်ခုကဒါလေးကငါဒီငါလေးကကြတော့9000ကျပ်ပါเนาะ
lucky fig လေးဒါလေးက9000ကျပ်ဒါလေးကလည်း lucky fig လေးပါဒါလည်း9000ကျပ်ပါပဲเนาะဒါလေးကကြတော့ကြောက်ကဒီမှာချွမ်းပါတာပေါ့เนาะအောက်ကကြတော့ငွေပြားเนาะငွေပြားလေးလည်းပါတယ် lucky fig ဆိုတော့ဒါလေးက9000ကျပ်ပါဒါလေးကလည်းငါးလေးပါเนาะ lucky fig လေးပါ lucky fig လေးကိုမှသူကကြတော့ဒီမှာပလဲလုံးကြိုက်ထားတဲ့ပုံစံမျိုးလေးပါเนาะအဲ့ဒါကိုဒါလေးကကြတော့9000ကျပ်ပါဒါကကြတော့ဒါကကြောက်စိမ်းမဟုတ်ဘူးဒါကပလွန်တိရွက်ပါเนาะပလွန်တိရွက်ပါဒါကတော့တိရွက်ကနည်းနည်းကြီးတယ်ဒီတိရွက်ကကြတော့လက်ဆောင်လည်းပေးကြတယ်ကိုရိုင်းလည်းဆွဲကြတယ်နုပြိုခြင်းလက်ဆက်ခြင်းပေါ့เนาะအဲ့လိုမျိုးတွေပြီးတော့အလားပါအတွက်အဆောင်နဲ့နုပြိုတဲ့အတွက်ဆောင်တယ်เนาะဒါလေးကတော့ပလွန်ပါဒါလေးက9000ကျပ်ပါဒါကကြတော့ငကားကိုမှချွန်လေးเนาะချွန်လေးဒါလေးက original ချွန်လေးပါဒီမှာเนาะအကုန်ပါတယ်ငကားချွန်လေးပါเนาะဒါလေးကကြတော့3,200ကျပ်ပါသူကကြတော့အမတို့စစ်ကတ်ထုတ်မပါဘူးစစ်ကတ်ထုတ်ထားတဲ့ငကားတွေကတက်ရှိပါတယ်เนาะဒါလေးကတော့စစ်ကတ်မပါဘူး3,200ကျပ်ပါเนาะဒါလေးကကြတော့ lucky coin ကိုသူကကနုတ်ကလေးတွေထုံပေးထားတာပါเนาะရိုးရိုးရှင်းရှင်းဒီလိုမျိုး lucky coin တွေကိုဝေးရတာဒါမျိုးလေးပေါ့เนาะနည်းနည်းဆန်းဆန်းပြပြလေး lucky coin ကိုဝစ်ချင်တယ်ဒါလည်း lucky coin ပေါ့เนาะဒါမျိုးလေးတွေဝေးရတာဒါလေးတွေကိုဝစ်ချင်တယ်ဆိုရင်ဒီလိုကနုတ် lucky coin လေးကိုရပါတယ်ဒါလေးကကြတော့ကာလာလေးလည်းပါတယ်ကြောက်သားလေးတော့နည်းနည်းရော့မယ်အဓိကကတော့အမတို့ကဒီပပူလက်ခလေးနဲ့ပဲရောင်းပေးမှာပါเนาะဒါလေးကကြတော့9000ကျပ်ပါ lucky coin လေးကိုဒီလိုမျိုးလေးဆွဲရမှာပေါ့เนาะဒါလေးက9000ကျပ်ပါဒါလေးကတော့ငကားပါเนาะဒီငကားကကြတော့ကာလာလေးလာတယ်ကာလာလေးကအစိမ်းလေးကြောက်သားလေးကတော့နည်းနည်းလေးရော့မယ်ဘဘူးပုံစံလေးကဒီငကားပုံစံထုထားတဲ့ပုံစံကမြန်မာငကားနဲ့တူတယ်လုံးဝမြန်မာငကားပုံစံပေါ့เนาะအဲ့လိုလေးပါဒါလေးကကြတော့9000ကျပ်ပါเนาะဒါလေးတွေကိုမှာယူခြင်းနဲ့ဆိုရင် Viber number 69533699ဆက်သွယ်မှာ